တဲ့လေတွေတိုက်ခတ်လူတွေရဲ့စိန်ကမှုကြငါတယောက်တည်းချေမောလက်မောရှင်ဘတ်ထဲကအနာဖေးတွေကိုဘယ်သူမှမမြင်နိုင်တဲ့ခါအမေရဲ့နှွေးထွေးတဲ့လက်တစ်စုံကိုပဲသတိရမိတယ်ကျွန်တော်တွေ့တော့ကောင်းခင်ကပေးတဲ့တန်ခိုးတော်တစ်ခုနဘူးဘော်ကိုခပ်ဖွာလေးတင်လိုက်တဲ့ထိတွေ့မှုတိုင်းတဲ့မရပေးတဲ့မေရဲ့နှွေးထွေးတဲ့လက်တစ်စုံဒါဟာကျွန်တော်ဝိညာဉ်တွေအလုံးစုံဆုံးသောခိုးလုံးရတပေါ်ပြနိုင်တဲ့လက်တစ်စုံမေရဲ့နှွေးထွေးတဲ့လက်တစ်စုံဖြာနာလို့ညီးတွားတဲ့အခါတနက်ခါနဲ့လေးနဲ့အတူအမေရဲ့လက်တွေကကျွန်တော်ကိုဖေးမခဲ့ဘူးတဲ့ကဘာကြီးကပြစ်ပယ်ထားလဲအဲ့ဒီလက်တွေကဆွဲတူမြစ်တာပြားတွေကိန်းဝမ်းနေတဲ့အမေရဲ့လက်တစ်စုံဆွဲတင်အပြစ်ကင်းစင်တဲ့အမေစီကိုပြန်သွားဖို့ဝန်လေးနေမိတယ်ဒါပေမဲ့စူတောင်းခြင်းတွေပြည့်နေရလက်တွေကိုအမောင်နဲ့မဆန်းတော်နဲ့ကျွန်တော်ရှာဖွေနေစေ